ကွန်ဖျူးရှက်သည်တရုတ်နိုင်ငံမှာအကျော်ကြားဆုံးအတွေးခေါ်ပညာရှင်တဦးဖြစ်ပါတယ်ခရစ်မတိုင်မီ950ခုနှစ်တရုတ်နိုင်ငံမှာမွေးဖွားခဲ့ပါတယ်အတွေးခေါ်ပညာရှင်ဆရာနိုင်ငံရေးအတွေးရှင်တဦးပါ Confucius သင်ကြားချက်များကို Confucianism ဟုခေါ်သည်ဒီယူဝါဒသည်လူကျင့်ဝတ်လူမှုဆက်ဆံရေးမိဘဂုဏ်ပြုခြင်းတရားမျှတမှုတို့ကိုအထူးအရေးထားသည်အဓိကသင်ကြားချက်များလူကြီးကိုလေးစားခြင်း respect elders မိဘကိုဂုဏ်ပြုခြင်း filial piety တရားမျှတမှုနှင့်ကိုကျင့်တရားပညာသင်ယူမှု၏အရေးပါမှု Confucius စကားများနှင့်သင်ကြားချက်များကို The Analects ဟုခေါ်သောစာအုပ်ထဲတွင်စုစည်းထားသည် Confucius နာမည်ကြီးဆိုရိုးစကားများတစ်ဆက်ချက်မင်းမကြိုက်သောအရာကိုအခြားသူများအပေါ်မလုပ်ပါနှင့်ကိုမကြိုက်တာကိုသူများအပေါ်မလုပ်သင့်ကြောင်းသင်ပေးသည်အမှားလုပ်မိပြီးမပြင်ခြင်းသည်အမှားကြီးတစ်ခုဖြစ်သည်အောင်မြင်မှုဆိုသည်မှာမကြသွားခြင်းမဟုတ်ကြာတိုင်းပြန်ထားခြင်းဖြစ်သည်သင်ယူမှုမရှိဘဲစဉ်းစားခြင်းသည်အန္တရာယ်ရှိသည်စဉ်းစားခြင်းမရှိဘဲသင်ယူခြင်းသည်အကျိုးမရှိကိုယ်တိုင်ပြင်ဆင်နိုင်သူသည်လောကကိုပြင်နိုင်သည်လူကောင်းသည်မိမိကိုယ်ကိုအပြစ်ရှာတတ်သည်လူမကောင်းသည်အခြားသူကိုအပြစ်ရှာတတ်သည်ဖြည်းဖြည်းသွားခြင်းကိုမကြောက်ပါနဲ့ရနေခြင်းကိုသာကြောက်ပါသင်မသိသောအရာကိုမသိဟုပြောနိုင်ခြင်းသည်ပညာ၏အစဖြစ်သည်လူတစ်ယောက်၏အကြီးမားဆုံးဂုဏ်သိက္ခာ